ပညာတတ်နဲ့ပညာရှိဘာကွာခြားတာလဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာလူမျိုးတွေဟာပညာရေးကိုအရန်တန်ဖိုးထားကြတဲ့အမျိုးနွယ်တွေပါသားသမီးတွေကိုကြောင်းကောင်းကောင်းထားမယ်ဘွဲတွေထက်ထက်ရအောင်ပံ့ပိုးကြတယ်ဒါကြောင့်ကျွန်တော်တို့ပတ်ဝန်းကျင်မှာသူကတော့ဘွဲရပညာတတ်ကြီးပဲလို့ချီးမွမ်းတာနေကြရတယ်လို့တခါတရံမှာသူကတော့ပညာရှိကြီးပဲလို့ကောက်ချက်ချတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါပေမဲ့တင်စဉ်းစားဖို့ပါတယ်လားပညာတတ်တိုင်းပညာရှိဟုတ်ပါတယ်လားကျွန်တော်တို့မြန်မာစကားပုံတစ်ခုရှိတယ်ပညာရွှေအိုလူမခိုးနိုင်တဲ့ဟုတ်ပါတယ်ပညာဆိုတာဘယ်သူမှခိုးယူလို့မရတဲ့ရွှေအိုးကြီးပါဒါပေမဲ့အဲ့ဒီရွှေအိုးကြီးကိုထန်ထားပြီးအသုံးမချတတ်ရင်တော့ပညာတတ်ရုံပဲရှိပါသေးတယ်ပညာရှိမဖြစ်သေးပါဘူးကဲဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ပညာတတ်နဲ့ပညာရှိရဲ့ကွာခြားချက်ကိုမြန်မာစကားပုံတွေလက်တွေ့ဥပမာတွေနဲ့ထိထိမိမိခွဲခြားပြသပေးမှာမို့9မိနစ်ကျော်လောက်အချိန်ပေးပြီးအဆုံးထိနားထောင်ကြည့်လိုက်ရအောင်ဗျာပထမဆုံးပညာတတ်အကြောင်းကိုခွဲခြမ်းစိတ်ဖြာကြည့်ရအောင်ကျွန်တော်တို့ငယ်စဉ်တုန်းကအကြောင်းတင်ရိုးတွေတင်နေဘွဲဒီဂရီတွေယူတယ်အသက်ပညာတစ်ခုကိုကျွမ်းကျင်အောင်တက်မြတ်ထားတဲ့သူကိုပညာတတ်လို့ခေါ်ကြပါတယ်သူတို့မှာဘုဒ္ဓတာတွေအချက်လက်တွေအများကြီးရှိပါတယ်စာအုပ်ကြီးတိုင်းဆိုနှုတ်တက်ရနေတတ်ပါတယ်မြန်မာစကားပုံမှာစာတက်ရင်အတက်အတိတက်ရင်အတိလို့ပြောလို့ရှိပါတယ်ပညာတတ်တွေဟာစာတတ်တဲ့အတတ်သမားတွေပါစာအုပ်ထဲကနေပညာတွေတိလို့အလောက်ကိုင်းတွေကောင်းကောင်းရမယ်ငွေကြေးတွေချနိုင်မယ်ဒါပေမဲ့အတက်ပဲရှိပြီးအတိမရှိရင်ဘာဖြစ်တတ်တယ်လဲဆေးလူကြီးတွေပြောတဲ့စကားပုံတစ်ခုရှိသေးတယ်ဗျပညာရှိတတိဖြစ်ပညာတတ်9ရက်တက်ဒီနေရာမှာပညာတတ်ဆိုတာအပေါ်ယံစာတတ်တာကိုဆိုလိုတာပါစာတွေဘယ်လောက်ပဲတက်တက်လက်တွေဘဝမှာတတိမရှိရင်မစင်ချင်းရင်9ရက်တွင်းလမ်းမရောက်သွားနိုင်တယ်ဒုက္ခရောက်သွားနိုင်တယ်ကိုဆိုလိုတာပါဥပမာဥပဒေပညာကိုအကုန်တက်ထားပြီးဘလို့ခိုးရင်ဥပဒေလွတ်လဲဆိုတာကိုတွေးနေတဲ့သူဟာပညာတတ်ဖြစ်နိုင်ပေမဲ့ဘယ်တော့မှပညာရှိဟုတ်မှာမဟုတ်ပါဘူးဒါဆိုပညာရှိကောဘယ်လိုလူစားမျိုးလဲပညာရှိဆိုတာစောစောနာပြောတဲ့အတိုင်းအတိတက်ရင်အတိဆိုတဲ့အတိုင်းအတိတရားနဲ့ဆင်ခြင်ုံတရားကြွယ်ဝသူကိုပြောတာပါမြမသမိုင်းမှာကုန်းမောင်ခေတ်ကမဟာပညာကျော်ဝိညာဉ်ပရိဒရာဇာတို့ကိုပညာရှိလို့တတ်မှတ်တယ်လို့ကျွန်တော်တို့ပတ်ဝန်းကျင်ကစာမတတ်ပေမဲ့အမှားအမှန်ကိုကောင်းကောင်းဝေဖန်ပန်းချနိုင်တဲ့အဖိုးဖွားတွေကိုလည်းဘဝပညာရှိတွေလို့ခေါ်နိုင်ပါတယ်မြမစကားပုံတစ်ခုရှိပါတယ်အဲ့ဒါကတော့ပညာရှိအမြင်အပြစ်မထွက်တဲ့ပညာရှိတွေဟာစိတ်ဆိုးစရာဒေါသထွက်စရာကြုံလာရင်တောင်မှအဲ့ဒီဒေါသကိုအပြင်ကိုပောက်ကွဲမပြပဲဆင်ခြင်ုံတရားနဲ့ထိန်းချုပ်နိုင်ကြတယ်သူတို့တွေကငါဘာတွေသိလဲဆိုတာကိုဆောက်ကြွားဖို့ထက်ငါသိတာလေးနဲ့အများအတွက်ဘလို့အကျိုးပြုမလဲဆိုတာကိုပဲတွေးတတ်ကြတယ်အလွယ်ဆုံးဥပမာပေးရရင်ဗျာကိုမိဘကခင်မမီတော့လို့စကားပြောတဲ့အခါအဆင်မပြေတော့လို့အမေတို့ကဘာမှမသိဘူးဆိုပြီးပညာကုံမောပြီးပြန်អော်နေတာဟာပညာတတ်ရဲ့အတ္တဖြစ်ပြီးမိဘကိုစိတ်မကွက်စေပဲနူးညံ့စွာရှင်းပြတတ်တာနားလည်ပေးတာဟာပညာရှိတွေရဲ့အရည်အသွေးတစ်ခုပဲဖြစ်ပါတယ်။ဘာကြောင့်ကွာခြားရတာလဲ။ကျွန်တော်တို့တဘွာလုံးမှတ်မိတော့အောင်သူတို့နှစ်ခုရဲ့ကွာခြားချက်ကိုမြမလူနေမှုပုံစံဥပမာလေးတွေနဲ့ထပ်ပြီးနှိုင်းယှဉ်ကြည့်ရအောင်ဗျာ။ပထမအချက်ရေဒီယိုနဲ့လူတာပညာတတ်ဟာသတင်းအချက်လက်တွေကိုအကုန်ပြောနေတဲ့ရေဒီယိုတစ်လုံးနဲ့တူပါတယ်ပညာရှိကတော့အဲ့ဒီအချက်လက်တွေကိုနားထောင်ပြီးပဲအချိန်မှဘာလုပ်ရမလဲကိုဆုံးဖြတ်ပေးတဲ့လူသားနဲ့တူပါတယ်ဒုတိယအချက်စကားပုံဖြင့်နှိုင်းယှဉ်ခြင်းပညာတတ်ဟာစာအုပ်ကြီးတိုင်းလုံးတက်သူဖြစ်ပြီးပညာရှိကတော့အသိကိုသင်ခန်းစာယူပြစ္ဆုတ်ပံကိုအကောင်းဆုံးရှင်တန်းအနာဂတ်ကိုကြိုတင်မျှော်တွေးတတ်သူဖြစ်ပါတယ်နောက်ဆုံးတတိယအချက်ပြဿနာကိုဖြေရှင်းပုံပညာတတ်ကပြဿနာတစ်ခုဖြစ်လာရင်ဘယ်သူအမှားလဲဆိုတာကိုဥပမာအကြောင်းအရာသီအိုရီရအပြစ်စာညင်းပွားတတ်ပြီးပညာရှိကတော့ဒီပြဿနာကိုလူတွေစိတ်မရှင်းရအောင်ဘယ်လိုအေးချမ်းဖြေရှင်းမလဲဆိုတာကိုဦးစားပေးတတ်ပါတယ်ဒါတွေကတော့ပညာတတ်နဲ့ပညာရှိရဲ့ကွာခြားချက်တွေကိုဥပမာဖြင့်နှိုင်းယှဉ်ပြသပေးခဲ့တာပါမိဘတွေကတာသမီတွေကိုကြောင်းထားပေးလို့ပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့ပညာရှိဖြစ်ဖို့ကတော့ကိုယ်တိုင်ဘဝကိုစဉ်းတုံးတက်ပြီးလေ့ကျင့်ယူရတာပါ။ဒီနေ့ခေတ်မှာကမ္ဘာတလွှားနည်းပညာတိုးတက်လာတာနဲ့အမျှကွန်ပျူတာတွေ AI တွေကအစားအချက်လက်တွေအကုန်သိနေလို့ပညာတတ်တွေဖြစ်နေကြပါပြီ။ဒါပေမဲ့ကမ္ဘာကြီးကိုပိုပြီးလှပစေဖို့ကတော့စက်ရုပ်တွေလုပ်လို့မရတဲ့ပညာရှိတရားတွေပိုလိုအပ်တာပါပဲ။အိုးအိမ်တန်းစာလက်စစ်ပါလူဤတန်းစာပညာပါဆိုတဲ့အတိုင်းပညာတတ်ဖို့ကြိုးစားရင်တစ်ဖက်ကလည်းအတီတရားရှိတဲ့ပညာရှိတွေဖြစ်အောင်ကြိုးစားကြပါလို့ဒီဗီဒီယိုလေးနဲ့တစ်ဆင့်ပြောကြရင်ညီကုန်းချုံရပါတယ်ခင်ဗျာဒီကွန်တက်လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်တင့်ပတ်ဝန်းကျင်မှာရောပညာတတ်တွေလို့ပိုများလားပညာရှိတွေပိုများလားကိုမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်အားလုံးပဲကိုယ်စိတ်နှပြအကျမ်းမှာချမ်းသာကြပါစေခင်ဗျာ